မင်းကငါမိတွေကုန်နေဆိုပြီးကတ်တာလားအေးအဲ့ဆိုလည်းမင်းမိဘတွေကိုဒီအိမ်မခေါ်တင်တာလိုက် အမလေးကျမမိဘတွေကအလိုက်မတီးပဲတမတ်အိမ်မှာတက်နေမဲ့မိဘမျိုးမဟုတ်ဘူးရှင် အမေကြီးလိုက်စိတ်ညစ်ရတယ်အမေကြောင့်ကျွန်တော်လင်မယားခဏခဏစကားများတယ်တော့ပါဗျာဘွားရတာတော့နေပါ လူလေးဒိတ်ပါခွဲလူလေးတန်တာချုံမြစုရှင်အမေ နေရေကိုလိုသွားရမယ်ကွာ ။အော်သွားတော့ဘူးလား။အင်းမအဲ့ဆိုရင်ပြန်ကြရင်နေဖို့သမိုးကြီးတောင်းတဲ့အကင်လေးဝယ်ခဲ့ပြပါလားယင်။နေကိုစားချင်လို့ ဟောအင်းပါကိုဝဲခဲ့မယ်နော်စိတ်ချ ။တာဟိုလမ်းကြုံရင်လေတာပြန်လာရင်အမေကိုလက်ဖက်သားလေးတစ်ထောက်ဝယ်ခဲ့ပြပါလား။အမေပတ်ဆက်ပေးလိုက်မယ်လေ မလူပါဘူးမေယာကျွန်တော်လမ်းကျော်ဝဲခဲ့လိုက်မယ် ။အမေကလည်းဟိုမှာလှုပ်သွားမယ်သူကိုတော့မှာနေ။သမီးဈေးသွားတဲ့နေ့ကျရင်ဝယ်ခဲ့ပါမယ်ဆိုတော့ကိုစွပ်ပဲ။အော်ဟိုမဟုတ်ပါဘူးအေးလမ်းကြုံမှာဝယ်ခိုင်းတာပါ။ နေရေနေအကုန်ပြန်လာပြီဟဲ့နေရေအမေနှင်းရောဘယ်သွားလဲ ရှိပါတယ်တာရေရီချိုးနေရတဲ့တူရဲ့လာပါပြီရှင်ဒီမှာရီချိုးပြီးလို့အဝတ်စားလဲနေတာတော့ မလေးမင်းမျက်နှာလေးမြင်လိုက်မှာပဲအမောပြေးသွားပဲရော့မင်းအတွက်ကျွန်တော်အမေမိုင်းတဲ့လက်ဖက်သားနဲ့မိလာကြီးအမေရမ်းလဲမကြုံတော့နောက်နေ့မှဝယ်ခဲ့ပြီးမယ်နော် ရပါတယ်တာရေအမေကအရင်မကြည့်ပါဘူးအော်တာရေမိမမျက်နှာမြင်မှအမိုးပြေရလားအမေကတော့ငါသားပြန်လာမှစီအီးပြီးအမိုးပြေရတာမင်းမိမနဲ့ရှင်ရင်အမေကဒုတိယပါအမေအတွက်ကတော့ငါသားကတော့အရာရာပထမပါကွယ် အားလုံးကြားကြသမျှကုသိုလ်အမြယူတော်မူကြပါကုန်တော်သာဓု